platinum အကြောင်းသိချင်တဲ့သူတွေဒီဗီဒီယိုလေးကိုဆုံးတဲ့ထိကြည့်ပေးသွားနော်အခုအင်းမြတ်က platinum နဲ့ပတ်သက်တဲ့ဗဟုသုတကိုမိမိသိရသလောက်မျှဝေတာဖြစ်တဲ့အတွက်ကြောင့်မလို့အကယ်၍လိုအပ်ချက်တစုံတရာရှိသွားတယ်ဆိုလို့ရှိရင် comment လေးမှာချက်ချင်းလာရေးပြီးတော့ပြင်ပေးဖို့ request လုပ်ပါတယ်ရှင်ကဲဒါဆိုလို့ရှိရင်ရွှေဆိုတာကလည်း platinum ဆိုတာကဘာလဲရွှေကတော့အားလုံးသိပြီးသားရွှေဆိုတာ gold ပေါ့ငွေဆိုတာ silver ပေါ့ဒါဆိုရင် platinum ဆိုတာကလည်း platinum လို့ခေါ်တဲ့တတုတစ်ခုဖြစ်တယ်အယောင်ကအဖြူရောင်ရှိတယ်ဒါဆိုရင် platinum နဲ့ရွှေနဲ့ဘယ်သူကပိုရှားလဲလို့မေးရင် platinum ကရွှေထက်အဆပေါင်း30လောက်ပိုပြီးရှားပါတယ်ဒါဆိုရင်ငွေကြေးအပြင်ရောဘယ်သူကတန်ဖိုးရှိလဲလို့မေးရင် platinum ထက်ရွှေကပို့ပြီးတော့တန်ဖိုးမြင့်တယ်။ဘာဖြစ်လို့လဲဆိုတော့လူတွေကရွှေကိုယင်းနှိမ့်မြုပ်နှံမှုတစ်ခု safe haven အနေနဲ့ယင်းနှိမ့်မြုပ်နှံကြတဲ့အတွက်ကြောင့်မို့လို့ရွှေသည်တန်ဖိုးအပြင်ပိုကြီးတယ်။ platinum သည်တန်ဖိုးအပြင်ကုန်ကြမ်းပိုင်းမှာဆိုလို့ရှိရင်တန်ဖိုးအပြင်ပိုတက်တာတယ်။အလေးချိန်ဆိုလို့ရှိရင်လဲ platinum ကပို့ပြီးတော့လေးတယ်ရွှေကပို့ပြီးတော့နည်းတယ်အဲ့တော့တိတ်သီးစားပေါ့နော်အဲ့တော့ဒါလေးဆိုလို့ရှိရင်အများတော့တစ်ချက်ထားပါတော့ရွှေကိုဒီလိုမျိုးနဲ့ဒီ site ကိုတစ်ချက်သားကွင်းလုံးလို့ရတယ်ဆိုလို့ရှိရင် platinum ဆိုအများတော့တစ်ချက်ခွဲသားလောက်သုံးရတယ်သူကပို့ပြီးတော့လေးတဲ့အတွက်ကြောင့်မို့လို့ဒါဆိုရင် platinum ကဘာကြောင့်ဈေးပိုကြီးနေတာလဲလို့မေးရင် platinum ကပုံသွင်းရတာခက်တယ်ရွှေထက်ပို့ပြီးတော့ခက်တယ်ပို့ပြီးတော့လည်းဂယုစိုက်ရတယ်နည်းနည်းလေးမှအမှားယွင်းမခံဘူးဒါကြောင့်မို့လို့သူ့အတွက်ဗဒိန်လက်ရာပိုင်းမှာပို့ပြီးတော့အားစိုက်ရတဲ့အတွက်ကြောင့်မလို့အဲ့ဒီ cost တွေအလေအလွင့် cost တွေဆက်လိုအပ်ချက်တွေကလည်းအရန် high technology ပေါ့နော်အဲ့လို set တွေသုံးရတဲ့အတွက်ကြောင့်မို့လို့ platinum ကလည်းပို့ပြီးတော့စိုင်ပေါ်မှာလက်ဝတ်ရတနာတွေမှာပို့ပြီးတော့ဈေးကြီးသွားတာဖြစ်တယ်ဘယ်လိုနေရာတွေမှာသုံးလဲဆိုလို့ရှိရင်အင်းမြဖက်ရသလောက်ဆိုလို့ရှိရင် तू ကကားတွေမှာလည်းစက်ပိုင်းဆိုင်ရာတချို့နေရာလေးတွေမှာသုံးတယ်လို့ဖက်ရတယ်လို့ wedding ring တွေမှာလက်ထက်လက်စွပ်တွေမှာအဲ့ဒီ platinum ကိုသုံးတယ်ဘာလို့သုံးလဲဆိုတာကိုအင်းမြကြည့်လိုက်တော့ခါကြတော့ platinum ရဲ့ရှားပါမှုဒါကသူတို့ရဲ့အချစ်ကိုတင်စားတယ်လို့ပြောတယ်နောက်တစ်ခုက platinum ရဲ့အယောင်ဒီအဖြူရောင်white gold ကြတော့ငကိုကအဝါရွှေကိုတခြားတက်တူလာရောပြီးတော့အဖြူဖြစ်အောင်လုပ်ထားတာပြီးတော့မှ तू ကအပေါ်ကနေ rhodium အုပ်ပြီးတော့အဖြူဖြစ်အောင်ပြောင်းတာ platinum ကြတော့ငကိုကိုက तू ကဖြူနေတဲ့အတွက်ကြောင့်မို့လို့သူ့ကိုစိန်နဲ့တွားပြီးတော့တွဲဖက်လိုက်တဲ့အခါကျရင်စိန်ကလည်းလုံးဝ clarity ကောင်းပြီးတော့ကြည်တောက်ရှင်းဖြူစင်နေတဲ့အတွက်ကြောင့်မို့လို့ဒီ platinum ရဲ့အဖြူနဲ့ကအရန်လိုက်ဖက်တယ်အဲ့တော့စိန်ကလည်းပို့ပြီးတော့ဖွေးသွားတယ်white gold နဲ့တွားတွဲမယ်ဆိုတဲ့ခါကျရင် white gold ကကြာတဲ့ခါကျရင်အဝါရောင်တန်းလာတဲ့အတွက်ကြောင့်မလို့စိန်ရဲ့ဖြူစင်မှုကကျသွားတတ်လို့နာမည်ကြီးပေါ့နော်တကယ်ဟိုဟာတွေကနာမည်ကြီးပုံကိုယ်တွေကသူတို့ရဲ့ wedding ring ကို platinum နဲ့လုပ်တယ်လို့အင်းများတော့ဖတ်ရတယ်အဲ့ဒါကြောင့်မလို့ platinum နဲ့စိန်နဲ့တွားပြီးတွဲဖက်လိုက်တဲ့အခါကျရင်စိန်ရဲ့လှပမှုကပို့ပြီးတော့ပေါ်လွင်သွားတယ်ပေါ့နော်နောက်တစ်ခုကကြတော့လေစိန် platinum ကဒီလိုရွှေတယ်ဆိုလို့ရှိရင် तू ကချစ်ရထင်သွားတဲ့အခါကျလို့ရှိရင်ရွှေလေးတွေပါသွားတယ်အမှုန်လေးတွေလွင့်သွားတယ်နောက်ဒီလိုဆွဲကြိုးမျိုးတွေဆိုလို့ရှိရင်ဆွဲသီးနဲ့ဒီလိုပုတ်တိုက်ပါများလို့ရှိရင်ရွှေရနည်းနည်းရော့သွားတတ်တယ်သို့ပေမဲ့ platinum ရဲ့သဘောတဘာဝအဲ့လိုမဟုတ်ဘူး तू ကချစ်မိတယ်ဘာညာဆိုလို့ရှိရင်တော့အဲ့ဒီချစ်ရလေးကအဲ့လိုခြိုက်ပြီးတော့ဝင်သွားတာအပြင်ကိုအဲ့လိုထွက်မသွားဘူးအဲ့ဒါကြောင့်မလို့ तू ကအလေးချိန်အလေးချိန်မလျော့သွားဘူးပေါ့နော်နောက်တစ်ခုကဝိတ္တာကြာသွားလို့ရှိရင် तू ကဒီလိုပြောင်လက်လေးမဖြစ်တော့ဘဲနဲ့နည်းနည်းလေးဟိုဘယ်လိုပြောမလဲမွတ်သိပ်ပြီးတော့မှိန်လေးဖြစ်သွားတာအဲ့ဒါဘာကိုကူစားပြုလဲဆိုရင်ငါကဒီ wedding ring ကိုဝိတ္တာကြာပြီးငါနဲ့သူ့နဲ့ကြားကအတန်ရောစင်ကျိုးကချီနှောင်ထားတာအရန်ကြာပြီဆိုတဲ့တက်တည်ဒါကြောင့်မို့လို့အဲ့ဒါကိုသူတို့ကတမျက်တနိုးနဲ့ဒီ platinum ကိုတန်ဖိုးထားပြီးတော့အနောက်နိုင်ငံတွေကပေါ့နော်ပြန်ပြီးတော့တမျက်တနိုးနဲ့တန်ဖိုးထားပြီးဝစ်ကြတယ်လို့အင်းများကတော့ဖတ်ရှုသိရှိရပါတယ်ရှင်ကဲရွှေချစ်သူတွေအတွက်ဘုသူတာရသွားပြီလို့မျှော်လင့်ပါတယ်ရှင်ဘုသူတာရသွားတယ်ဆိုလို့ရှိရင်လည်းရစေတယ်လို့ comment လေးမှာရေးသွားပေးကြအောင်နော်အားလုံးရဲ့မိသားစုရွှေအိမ်အောင်ရွှေတရဖူကဖြစ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်